အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုပေါ့နော်ဒီမှာဗီဒီယိုပြန်ရိုက်ဖြစ်မယ်ပေါ့နော်ဒီနေ့ကဘာလို့ပြတော့မလဲဆိုတော့ကျွန်တော်တို့ဒီလိုပေါ့နော်3.7 volt ရှိတဲ့ LED မီးသီးတွေကိုကောင်းမကောင်းစစ်ဆေးလို့ရပါပေါ့နော်စစ်ဆေးဖို့အတွက်ကျွန်တော်အဲ့ဒီတစ်ခုကိုလုပ်ပြတော့မှဖြစ်တယ်ပေါ့နော်ဒါကျွန်တော်တို့ဒီကောင်ကတော့ကျွန်တော်တို့ဘိတ်လို့ခေါ်မလားပေါ့လို့ခေါ်မလားအဲ့ဒါယူကျွန်တော်ကမတော့တဲ့အတွက်သူ့ရဲ့ battery နဲ့အသေးစိတ်ကိုအသုံးပြုပြီးတော့ကျွန်တော်ဒီ LED မီးသီးကိုကောင်းမကောင်းကျွန်တော်တို့စမ်းသပ်လို့ရအောင်ကြည့်လို့တော့ဖြစ်တယ်ပေါ့နော်ကြည့်ပါကျွန်တော်လည်းအတူတူလိုက်ကြည့်ပေးလိုက်ကြပါဦးနော်ဒီစိုးဒီကောင်ကကျွန်တော်ဒီကောင်ကိုသုံးမှဆိုပေမဲ့သူ့ရဲ့ဓာတ်ခဲရပါတော့သူ့ရဲ့ဓာတ်ခဲကတော်တော်လေးဖောင်းနေပါနော်တော်တော်လေးဖောင်းနေပြီဆိုတော့ကျွန်တော်သူ့ရဲ့ဓာတ်ခဲကိုမသုံးတော့ဘူးနော်ဒီဘိတ်ဒီလိုမျိုးပါနော်ဒီဘိတ်ထဲမှာရှိတဲ့ဓာတ်ခဲကိုသုံးမယ်ပေါ့နော်သူ့ရဲ့ဓာတ်ခဲကကောင်းတယ်ပေါ့နော်အရင်ဆိုးတယ်မပါသေးဘူးကျွန်တော်အားရသွင်းထားတယ်ပေါ့နော်ချက်တိုင်ကြည့်ရအောင်အားရှိရောနော်ရှိရဆိုတော့ချက်စမ်းကြည့်ရဒါဆိုရင်ကျွန်တော်တို့လုပ်လို့ရပြီပေါ့နော်ဒါကျွန်တော်စီမှာရှိရတယ်နဲ့လုပ်ပြတာပေါ့နော်ဒါမဆူလေးစီမှာဒါမျိုးတက်ခက်တလို့ရှင်းကိုလုပ်လို့ရတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်ဒီကောက်ဆိုရင်ဒါကျွန်တော်တို့အာသင်းစနစ်နဲ့ပြန်လုပ်လို့ရတယ်ပေါ့နော်အာသင်းစနစ်လုပ်မယ်ဆိုရင်အာသင်းကောင်တို့ကျွန်တော်တို့ကတ်လို့လို့တယ်ပေါ့နော်ဒီကောင်မှာကျတော့ကျွန်တော်တို့အကုန်လုံးပါပြီးသားပြီးတော့သူတက်ခဲနဲ့သူဆိုတော့ကျွန်တော်တို့အလွယ်တကူလုပ်လို့ရတယ်ပေါ့နော်ဒါမျိုးပါရှိရင်လည်းကျွန်တော်အလွယ်တကူလုပ်လို့ရတယ်ပေါ့ကဲဒါဆိုကျွန်တော်ဒါလေးတက်ခဲလေးဖြုတ်လိုက်ရင်ပေါ့နော်โอเคအဲ့ဒါဆိုဒါလေးကိုဆက်လိုက်ရပါတော့โอเคဒါဆိုကျွန်တော်ဒီကောင်လေးကိုအနီနဲ့ချက်လိုက်ပါနော်အနီနဲ့ချက်လိုက်မယ်ဒါဆိုအနီနဲ့ရပါပြီနော်အဲ့တော့ချက်တော့တိတိကျကျကြည့်ရပါနော်ဒါဆိုရင်3.9 ပို့ရှိတယ်ပေါ့နော်ဒါတော့အတင်းကြည့်ရပါနော်โอเคအဲ့ဒါဒီမှာမီတလုံးပဲမီတသေးလေးပဲလင်းနေပါနော်မီတသေးလေးပဲလင်းနေဒီမှာမီတလုံးပဲလင်းနေဒီကကျတော့မီပိုလာတယ်ပေါ့နော်ဒါကျတော့မီလေးလုံးပါတယ်ပေါ့နော်အားပြည့်သွားတယ်မီအကြောင်းပြောင်းနေပေါ့နော်အားပြည့်တဲ့ချိန်တိုင်းလည်းဒါမီလေးလင်းရတယ်ပေါ့နော်ဒီကောင်ကတော့ပိုလာတာပေါ့ဒါတော့ပိုလာတယ်ဒီကကျတော့ချက်စမ်းကြည့်မယ်ဒါဆိုအားဝင်တယ်ပေါ့နော်3.88 3.89ဒါဆိုကျွန်တော်အားဝင်နေပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ဒီကောင်အဆင်ပြေသွားပြီဆိုတော့ကျွန်တော်တို့က LED မီဒီယိုတိုင်းမှာဆိုတော့ကျွန်တော်ဂျုံနဲ့ဆက်လုပ်မယ်ပေါ့နော်ဂျုံရှည်လေးနဲ့ဆက်လုပ်မယ်ဒီမှာဂျုံနဲ့ဆက်ရပြီပေါ့နော်ဂျုံနဲ့ဆက်ရပြီကျွန်တော်မှဒါလေးပဲအနေနဲ့မရှိဘူးနော်အနေနဲ့ဂျုံမရှိဘူးကျွန်တော်ဒီဂျုံလေးနဲ့သုံးလိုက်မယ်ပေါ့နော်ဂျုံနဲ့သုံးလိုက်မယ်ဆိုတော့ဒီဆုံးကျွန်တော်ဒီဘိတ်ရဲ့ခေါင်းလေးတော့ဂျုံနဲ့ဆက်ထုတ်ပါနော်โอเคဆက်လို့ရတယ်โอเคကျွန်တော်ဒီဂျိုးလေးကျွန်တော်တို့ဆွဲတဲ့အချိန်မှာပါမသွားဘူးနော်ဒီပါမသွားကျွန်တော်ဂျိုးလေးကိုနည်းချိလိုက်ပါနော်โอเคဒါဆိုတော့ကြိုက်ဆွဲလိုက်ပါနော်ဆွဲလိုက်ဆိုတော့ဒီမှာဒီနဲ့ကျွန်ချက်ခဲတိုးလိုက်ပါနော်ဘာမှပေါက်တယ်နော်အခုဒီမှာတော့ဒီမီဒီတိုင်းပေါ်တွေ့တော့ဘာမှရွှေထူးမလို့ဒီကတော့တက်ခဲတလုံးမလို့ပေါ့နော်ဒါကတော့ကျွန်တော်ရှိပြပြတဲ့တက်ခဲလေးအားကုန်လိုက်ရင်အဲ့လိုပြန်သွင်းလို့ရအောင်ကျွန်တော်ရှိရလေးနဲ့လုပ်ပြတာဖြစ်တယ်ပေါ့နော်ဒါမျိုးဆိုရင်လည်းကွာပို့ဒီမျိုးစမ်းရတယ်ပြန်ပြီးလုပ်ချင်နေဆိုရင်ဒီကကျွန်တော်ပြတော့ဒီတက်ခဲလေးရှိမှဆိုရင်လုပ်ရတယ်ပေါ့နော်သူလည်း3.7ပဲဒီကောင်လည်း3.7ပဲဒီကောင်လည်းအပြင်4.2ပဲဒီကောင်လည်းအပြင်4.2ပေါ့နော်ဒါမှမတူတာဒီကောင်ကအမ်ပီယာနဲတယ်ပေါ့နော်ဒီကောင်လည်းအမ်ပီယာနဲတယ်အမ်ပီယာ345လောက်ပဲပါတယ်ပေါ့နော်ခဏသုံးပြတဲ့အတွက်
ည်းပဲပါတယ်ပေါ့နော်နည်းနည်းပါပြီးတော့အကြိုက်သုံးလို့မရအောင်ဒါကတော့အကြိုက်သုံးလို့ရတယ်ပေါ့နော်ဒီကောင်တွေက MB အမျိုးပါတယ်ပေါ့နော်3-4တောင်မျိုးတိကျတော့မရေးထားဘူးဒီကောင်တော့မရေးထားတော့ကျွန်တော်ဝယ်လာတာယူဆယ်ပေါ့နော်အဟောင်းပေါ့ဒီမှာခွာတာနော်ကျွန်တော်အဟောင်းပေါ့ဘိုးကတော့အပြစ်ပါတယ်ပေါ့နော် MB ကတော့ဘယ်တော့ပါတယ်တော့ကျွန်တော်ဆက်မရှိတော့ကျွန်တော်တန်းကြည့်လို့မရဘူးပေါ့နော်ခေးဒါဆိုကျွန်တော်ဒီကောင်လေးကိုခေးတိုးလိုက်ပေါ့နော်ကျွန်တော်တော့ team music နဲ့ကြည့်မယ်ပေါ့နော်ခေးဒါကျွန်တော်အနီးနဲ့မတတ်မှသည်ပေါ့နော်ခေးစားမရှိဘူးပေါ့နော်အဒီကထိတ်မပူနေရတယ်ဒီကောင်လေးတိုးလိုက်ပေါ့နော်ဒီကောင်ကတော့ပူမိလိုက်တဲ့အတွက်အနည်းလေးရှုပ်ပါဘူးโอเคဒါဆိုရင်ကျွန်တော်တို့ပြီးသွားပါပြီ sorry ကျွန်တော်လည်းတစ်ခွက်ကြံလာတယ်နော်ဒါဆိုတော့ဒီကောင်လေးထည့်ရမှာပေါ့နော်ဒီကောင်လေးထည့်ရမှာဆိုတော့ကျွန်တော်ဒီတိုင်းထည့်လိုက်ရင်တို့က shopping နေတယ်ပေါ့နော်ဒီနေ့ဘူး shopping နေတယ်ပြီးတော့ကျွန်တော်ဒီကောင်လေးတိုင်းပြလိုက်ပါနော်ဒီထင်းစားလေးတိုင်းလိုက်မယ်โอเคဒါဆိုအနီးနဲ့မှန်တယ်ပေါ့နော်ဒါအနီးနဲ့မှန်တယ်ပြီးတော့အနီးနဲ့မှားတယ်ဆိုရင်ဒီမီတာမှာအနှုတ်လေးပြတယ်ပေါ့နော်โอเคဒီမှာအနှုတ်လေးပြတယ်ပေါ့နော်ဘုတ်ပြပေးမယ်အနှုတ်ပြတယ်ပေါ့ဒါဆိုအနီးနဲ့မှားတယ်ပေါ့နော်ဒါဆိုမှန်တယ်โอเคဒါဆိုအနီးနဲ့မှားကြဒီကောင်လေးကိုဒီကောင်လေးအနီးတိတ်ပေါ့နော်ဒီကောင်လေးအနီးတိတ်နဲ့ပါလိုက်ပေါ့နော်ဒါမှမဟုတ်ဒီကောင်လေးချက်ပြီးတော့ပဲချက်ထိုက်ကပဲကျွန်တော်ပိုင်းပါနော်ဒီဆိုနောက်လေးရှော့မဖြစ်အောင်ဘက်ထရီရဲ့အဖုံလုံးနဲ့အမန်းကိုတိတ်လေးနဲ့ပတ်ပြီးလိုက်ပါနော်သူကဒီအခွန်ကတန်ကုန်ဖြစ်တယ်ပေါ့နော်တန်ကုန်ဖြစ်တဲ့အတွက်ပူသွားမှဆိုလို့ပေါ့နော်ပူသွားရင်ဒါတောင်းသွားမှာပေါ့နော်အေးရိုက်ဆိုတော့ထည့်လိုက်ပါနော်ဒီတိုင်းထည့်လိုက်မယ်ဒီကောင်လေးကိုပေးလိုက်မယ်โอเคဒါဆိုရင်ရိုက်ပါနော်ဒီမှာဒီကောင်လေးထည့်မှာဆိုတော့ပူမိပါရှေ့ဒီနောက်တစ်ပင်ထည့်ရအောင်နော်နှစ်ပင်စုံထည့်လိုက်ပူသွားမှာဆိုလို့ပါโอเคဒါဆိုရင်ရပြီဆိုရင်ရကြတော့ကျွန်တော်ပြောလို့ထိတ်မှတစ်ချက်လေးချီလိုက်ပါနော်ထိတ်မှတစ်ချက်လေးချီလိုက်မယ်โอเคဒါဆိုရင်ကျွန်တော်စိတ်ကြိုက်ဆိုရရရနော်ပြင်ပေးလိုက်မယ်โอเคဒါဆိုပြီးပါပြီပြီးသားပြီဆိုတော့ကျွန်တော်ဒီကောင်လေးအနီးပါနော်အနီးလောက်လာပြတဲ့အတွက်ကျွန်တော်အနီးလေးပါလိုက်ပါနော်โอเคကျွန်တော်တန်းကြည့်မယ်โอเคအနီးနဲ့နားလေပါနော်အနီးနဲ့မှန်တယ်အနီးနဲ့မှန်လာပြတဲ့အတွက်ကအနှုတ်မပြဘူးနော်အနှုတ်မပြဘူးတိတ်နေလေးရှိလာပြတဲ့အတွက်တိတ်နေလေးခါပြန်ကောက်လိုက်ပါနော်ဒါဆိုတော့နားသားလွယ်လိုက်ပါနော်โอเคအဲ့ဒီမှာကျွန်တော်သတိထားမှာကဒီပင်ရလုံးဝပူသွားလို့မရဘူးနော်ပူသွားဒီမှာရှိတဲ့ဘက်ထရီလောင်သွားတယ်နော်ဘက်ထရီမလောင်ရင်ဒီကြိုးလေးလောင်သွားနော်ကြိုးခုချက်စီသွားတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အနေနဲ့ကျွန်တော်ကတော့ဒီဒါမျိုးပလက်ရတယ်စကနာလေးရှိပါနော်ကျွန်တော်ဒါမျိုးစကနာလေးကိုဟိုခွာပလိုက်တယ်ပေါ့နော်ခွာလိုက်ပြီးတော့ဒီဒီပင်နဲ့ဒီခုမထိအောင်ဂျာမဆက်ကူပြပြခံပြီးတော့ကျွန်တော်တိတ်ပြီးပါပြီးတော့ပြန်ပါတယ်ပေါ့နော်ဒါမျိုးလေးဒါမျိုးကျတော့ကျွန်တော်တို့ကမှသုံးလို့ရတယ်ဆိုတော့LED မီဝါတေးလေးတွေပေါ့နော်မီဝါမှာLED မီလို့တေးလေးတွေဆိုတော့ဒါမျိုးနဲ့အနီနဲ့ဆန်းလို့ရတယ်ပေါ့နော်ဒါမျိုးကြီးမှကျွန်တော်မရဘူးပေါ့ဒါတော့ဒီမှာဆိုကျွန်တော်တို့ပြောမလဲအချုံတူပေါ့နော်ကျွန်တော်တော့ဒါမျိုးလေးနဲ့လောက်ပြပေးချင်တာပေါ့နော်ဒီမီတာတိုင်းလေးဟာလေးနဲ့ဒါပေမဲ့ကျွန်တော်ဒီမှာဒီကောင်ကတစ်ခုလည်းရှိလိုက်တဲ့အတွက်ကျွန်တော်ဖျားမှလည်းမပြောတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီလေးနဲ့ပဲကျွန်တော်ဆန်းပြတယ်ပေါ့နော်ဒီမှာဒီဘက်ထရီမှာဆိုရင်
ဒီမီဒီမှာဆိုရင်အပေါင်းလို့ရတယ်ပေါ့နော်ဒီမှာအနှုတ်ပြတယ်ပေါ့နော်အပေါင်းဆိုတော့ကျွန်တော်အန်ဒီပေါ့နော်အန်ဒီမှာချိန်လိုက်မယ်ဒါကျတော့အနှုတ်ပြမှာကျွန်တော်ဒါဆိုရပြီပေါ့နော်ဒါဆိုကျွန်တော်မီဒီကောက်ကောက်တာမျိုးလေးစမ်းလို့ရပြီပေါ့နော်အန်ဒီနဲ့မိုင်းလောကမလင်းပေါ့နော်အန်ဒီနဲ့မိုင်းလောကမလင်းပါဘူးဒါဆိုရင်အန်ဒီနဲ့ကျွန်တော်နှစ်ခါတိုင်းလို့မီဒီလောကမလင်းဆိုရင်ဒါဆိုရင်ဒီလိုတိုင်းလည်းမလင်းဘူးဒီလိုတိုင်းလည်းမလင်းဆိုရင်ဒါမီဒီမကောင်းဘူးပေါ့နော်โอเคဒီလောက်ဆိုရင်ဒါလည်းမလုပ်ချင်ဘူးပေါ့နော်ဒါအားလည်းပဲနောက်ညဒီမှာကျွန်တော်ကြားလေးလဲကျွန်တော်လုပ်ပြပြီးတော့ပေါ့နော်နောက်မှရှိတဲ့ဟာလေးနဲ့အားလည်းပဲစောင့်မျှကြည့်ရှုအားပေးကြပါဦးလို့ပြောချင်ပါတယ်ခင်ဗျ